ဖို့ရွာသူရွာသားကြီးတေချာနားထောင်ကြကျုပ်ဒီရွာကိုလာတဲ့ရည်ရွယ်ချက်ကတော့လူခုံမြေခုံရှားခုံနေတဲ့ခါကောက်ခံရတဲ့ဖြစ်ဒါကြောင့်မို့ကျုပ်တောင်းမဲ့ခုံတော်ငွေတွေကိုတော့မရတော့မဖြစ်ဘူးရမှာဖြစ်ခင်ဗျားတို့အိမ်မှာရှိဝက်တွေကျွဲတွေနွားတွေနောက်ဆုံးကျုပ်ကုံပြောနိုင်တယ်အင်ကန်မှာမချောင်ကိုသိမ့်ပြကျုပ်ပြောတော့ခင်ဗျားတို့နားတဲ့သဘောပေါက်တယ်ဆိုလို့ရှိရင်စကွဲခုံမှာခင်းလာတဲ့ပိတ်ဆော့ခုံတော်ဝင်လာထဲကြ哎呀我，啊，当时你讲我没看我都不愿我认错了的呀。ကျွန်တော်မျိုးကြီးတို့ကြုံမြင်မှုယူပါတယ်ခုံတော်ငွေကကောက်ခံလာပြီးရတယ်ဘယ်လိုဆိုတူရဲကောင်ခုံတော်ငွေမြောက်ပြန်ပြောပါလိမ့်မယ် Oh my god မောင်မင်းတို့တော်သုံးမကြအများနဲ့တယောက်ခံရတယ်လို့အခုငါပလိတ်တဲ့သားကြီးလည်းသိတယ်ငါခုံတော်ငွေတွေလည်းပါသွားတယ်ဒီကိစ္စကိုအထက်ကသိရင်900လို့ပြပြုတ်အဲ့ဆိုင်ရဲတဘုံတို့သူရဲကောင်းကိုအမြန်ဆုံးဖမ်းဖို့ဆောင်ရွက်ပါရက်စာ ဒီမြန်တဘုံတို့သူရဲကောင်းကိုအမြန်ဆုံးဖမ်းပြီးတယ်လေဧက100နဲ့900ပိုင်းတကြီးခန့်အပ်မှုကိုကျင့်ရလိုက်တော့ပါငါပြောတယ်မရှင်းတာပါရှိလို့ ရှိပါဦး မရှင်းဆက်လို့ ရက်စာ
မင်းကြီးကကျမ်းမာချမ်းသာပါရပါတယ် အေးဘုတို့တော်ရတဲ့တင်ကြပြီ ဘာတင်းတော့တော့ရှင်းရလဲရင်းချပြချင် ဘာမှမလဲတို့တော်ရကခုံတော်ငွေတွေလာကောက်တဲ့စစ်ပလေးဖွဲ့တွေကိုငါတို့မြန်မာလူမျိုးညနေကုန်းစုသူရဲကောင်ကပြန်တိုက်ပြီးရာဇူရာဇူပြန်ပေးတယ်ဗျာ အဲ့ဒါဆိုရင်အဲ့သူရဲ့ကောင်ကတော်လေးတော့ကောင်းတာပဲနော်ဘာလို့လူမျိုးဆုံးဆိုးဖို့ငင်းရဲကြော်တာငဲတာလူမျိုးပေါ့နော် အခုဟာညနေကုန်းစုသူရဲငါတို့တိုက်ပြီးငါတို့ဆောင်းရဆောင်းကြောက်နိုင်ပါဒီလိုငါတို့တွေစူးစောင်းရမှာ ဒီပေါ့တော့ဒီကဲကိုလို့ချက်ပြဆက်လို့တော့ အေးပါငါတို့ရှေ့ဆက်သွားမယ်လမ်းတော်ကီလမ်းကွာပြရွှေတွေငွေတွေတေချာသိမ်းထားရလား တိတ်နာပါတော့တော်ကလည်းပူဇော်မိကြမ်းမှန်းနေမှာကျုပ်တို့ကြောက်ရမှာကျုပ်တို့နိုင်တော့မတရားတိတ်ပိုက်ထားတဲ့နေဆက်အင်းလေးကိုပါတော့ ငါတို့ကြောက်မှာနေချက်ငွေတွေမဟုတ်ဘူးကွာသူတို့ကအပြစ်ရှိမှအပြစ်ပေးတာငါတို့တကယ်ကြောက်မှာလက်နက်ကအနိုင်ကျင့်ပူကြနေတဲ့ကောင်းတွေကြောက်မှာကွာငါဆွေးလို့ပြောတော့မင်းမရ ဘာမှမဟုတ်ပါနဲ့ကျုပ်တိတ်ချတိတ်နာပါလေတော့ ဒီရအဲ့ဆိုငါတို့ခီးဆက်ကြောက်ပါလေရေးရေးနော် ကဲအားလုံးအေးစစ်စစ်နဲ့ကြည့်တောင်းတော့အေးစစ်စစ်ဖြစ်အဖေဦးဆိုရင်မတော်မင်းနဲ့ရွတ်တော်ဟုတ်ပါဘူးနေနာကချော့ လို့ပါလို့ရှင်ဒါလေးကျမမိပေးတာအမူလေးမို့လို့ပါ ဝါရရွှေတွေကနားမယ်အဖေဦးဆိုနေနာကိုဖြတ်ပြီးယူ တောင်ကြီးကမလုပ်ပါနဲ့ဗျာ အဲ့ထောက်ကငေါ့ပြီ တောင်ကြီးရဲ့ဒီထုတ်တော့မလုပ်ပါနဲ့ဒီထုတ်ကကျွန်တော်သားလေးရှင်ပြဖို့အတွက်ယူတက်ပြီးတော့တင်ရဂရိတ်ပရိခေယဝယ်ဖို့အဲ့တော့မလုပ်ပါနဲ့ဆက်လာ ငါလိုက်နားမယ်ဘာလို့ပြောလဲ ။တရားအောင်တရားအောင်။မင်းတို့အားလုံးလူပြင်မှာတက်တန်းစီနေကြရတယ်ဆိုရင်အခုလောက်ရက်တွေကိုရက်တန်းရက်လိုက်။ငါပြောတော့မလုပ်ဘူးဆိုရင်မင်းတို့အားလုံးရဲ့ကြောပြန်ပါ။ရနာတော့သိခတ်နေပြီ။ မဆုံးသားလေတတိယထားမယ်တတိရှိထားလာတယ်
ရာရဲသွားရဆိုပြီးစောကြီးပြန်လာကိုကြီးနေများမကောင်းလို့လား ညီမလေးကိုကြီးဝမ်းသာစရာစကားပြောတဲ့ရှိလို့ညီမလေးရဲ့ ဝမ်းသာစရာစကားဘာများလဲကိုကြီးရဲ့ ဒီလိုညီမလေးရဲ့အခုဆိုရင်နေချက်ရမေစန့်ကြီးကြီးမှာကိုတို့မြန်မာလူမျိုးတွေအတွက်မြန်မာမြေအတွက်သွေးစက်နဲ့သူရဲကောင်းတယောက်ပေါ်ထုံးနေပြီညီမလေးရဲ့အခုသူ့ကိုအင်္ဂလိပ်စစ်ဆိုရကဝရမ်းထုတ်ထားတယ်ညီမလေးရဲ့အဲ့ဒါဝမ်းသာစရာစကားပဲညီမလေး နင်နေဖုံးဆိုသူရဲကောင်းဆိုတာဘယ်သူတော့ကိုကြီးရဲ့ ဘသူဘဝဆိုတော့ကိုကြီးလည်းမသိဘူးညီမလေးကိုကြီးသိတာတခုကတော့ဒီလူကရဲစမ်းသက်တိနဲ့ပြည့်စုံပြီးတော့တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့နေမှာတော့လုံးဝတိုင်ဆိုင်ရှားပဲညီမလေးအဲ့ဒါကြောင့်ကိုကြီးတို့နေတော့ဝိုင်းမှာနာမည်ကြီးနေတာပေါ့ညီမလေးရဲ့ အမလေးကိုကြီးရဲ့ကိုကြီးလည်းထိုလူနဲ့မထူးမခြားပါဘူးအင်္ဂလိပ်နယ်ချက်အစိုးရသူတို့ကိုတော်လန်ပုံကန်နေတဲ့ညနေဖုံးဆိုသူရဲကောင်းဖမ်းမယ်လို့ရမ်းထုတ်မှရှိသေးတယ်ကြည့်ပါဦးကိုကြီးကစစ်သွေးကြီးကြွနေလိုက်တာသူ့ကိုဖမ်းမိသွားတယ်ကိုကြီးဘယ်လိုလုပ်မှာလဲ ဘာလို့ရမှာလဲညီမလေးရဲ့အဲ့လူကိုဖမ်းမိသွားရင်တော့ကိုကြီးကိုယ်တိုင်တိုက်မှာညီမလေး အမလေးမလှုပ်လိုက်ပါနဲ့ကိုကြီးရဲ့ညီမလေးကစကားဖြစ်ပဲပြောတာပါရှိရမှာဒီမောင်နှမ2ယောက်တည်းရှိတာကိုကြီးကတခုခုဖြစ်သွားမှဖြစ်မလေးကိုကြီးခုຢာရဲလည်းမသွားရနဲ့နော်အိမ်မှာပဲအေးဆေးနေပြီးရင်ညီမလေးနဲ့ထမင်းတူစားမယ်နော် အားရပါစားသားမမေ အေးပါသားလေးမိသားလေးခြေတော်တစ်ခါမတန်မဲတာရွာထဲမှာအလုံးလုံးပြီးအမေကိုရှာကြည့်ရတာသားလေးပြင်မဲလာပါပြီကိုယ် ပြင်မနဲ့ပဲဟုတ်ပါမလဲမေဒါအမေဘယ်လိုဖြစ်လာလဲဖြစ်နိုင်လေဒါအလုပ်ကိုပြင်မနဲ့လုပ်ပြီးအမေကိုကြည့်သူဆက်ချက် လိမ္မာလိုက်တဲ့သားလေးအမေသားလေးကိုကြည့်လို့တက်ရှိပါစေကိုယ်အားသာသာနာကိုတည်ဖို့နိုင်တဲ့သူတယောက်ဖြစ်ပါစေဟုတ်ပါတော့အမေပြောဆရာရှိတယ်ရွာရဲ့လူနဲ့တက်အောင်ပေါင်းတော့ဘယ်လိုပါပြောငါသားလေးတန်းကြီးခဲ့တော့တာ စိတ်ချပါမေဒါကလေအမေရဲ့စုံမမှုအောင်မှာတူတူလေးနားတော့မှတားတယောက်ပါမေ အားတို့ကံဘလူရွာသူရွာသားတွေကိုခုလိုခေါ်ပြီးပြောတာတော့တခြားကိစ္စပေါ့တို့နေမဝင်အင်ပါယာကြီးကိုတော်လှန်ပုံကန်နေတဲ့မျက်နှာဖုံးစွတ်သူရဲကောင်းနဲ့ပတ်သက်တဲ့အကြောင်းပဲလူရလက်နဲ့အင်အားအပြည့်စုံရှိနေတဲ့ဗြိတိရှတပ်မတော်ကြီးကိုအဲ့ဒီမျက်နှာဖုံးစွတ်သူရဲကောင်းကကြီးကျယ်ဒုက္ခပေးအထူးသဖြင့်ငါတို့အုပ်ချုပ်ရေးအပိုင်းကိုအများကြီးဒုက္ခပေးနေတယ်အဲ့တော့ဒီမျက်နှာဖုံးစွတ်သူရဲကောင်းသတင်းကိုရတာနဲ့ငါတို့စီကိုအမြန်ဆုံးသတင်းပို့သတင်းပေးနိုင်တဲ့လူတွေကိုထိုက်တန်စုငွေချမယ်ငါပြောတာနားလဲသဘောပေါက်တယ်နော်အေးနားလဲသဘောပေါက်ပြီဆိုရင်ကိုအလုပ်ရှိရအောင်ကိုပြန်လို့ရတယ် နည်းနည်းဘုန်းဆိုသူရဲကောင်းဆိုတဲ့ကောင်ဖမ်းမိရင်စုမရမှာဟုတ်လား ရမှာပေါ့ကွာပေးမှာပေါ့မင်းကလည်းစုလို့ အဲ့ဒါဆိုရင်တော့အဖအဲ့ဒီမျက်နှာဘုန်းဆိုသူရဲကောင်းကိုလေကြောက်မမိမိအောင်ဖမ်းမယ်အဖ မင်းကတော့ကွာပတ်စံရမယ်အလုပ်ကိုတော့မရှာဘဲနဲ့ပတ်စံတောင်းတဲ့အလုပ်ပဲမင်းတက်တယ်ဟုတ်လားဟမ် အဖလေဗျာအဖရှိမှရှိတဲ့ပတ်စံတွေကကြောက်ကမပေးလို့ဘု து ပေးမှာပဲဗျာအခုကတော့ပေးပါပါလေ တက်တာပဲကွာကဲကြောက်ဒီပါမင်းပြန်လုံးကြီးတောက်မလာနဲ့တော့ငါနာမည်မဖြတ်နဲ့ကြားလား စိတ်ချပါဗျာ မင်းနာမည်ဖြတ်လို့တော့ငါလည်းတွေ့ပဲ ဒီမှာပြောရဲမျက်နှာဖုံးဆိုသူရဲကောင်းပါဘလို့လို့လဲသူကဘာလို့ဦးစားပေးတာလဲ အဲ့ဒီကောဘာလို့အတွက်တော့အန်ရရဲ့ပဲအဲ့ဒီနည်းနည်းဖုံးစွတ်သူရဲကောင်းဆိုတာဒုက္ခရောက်နေတဲ့လူတွေတော့မကြာခဏသူကူညီပေးတယ်ဒါပေမဲ့ဘာလို့အုပ်ချုပ်နေတဲ့အဖွဲ့အစည်းကိုတော့တိတ်ဒုက္ခပေးတဲ့ကောင် အဖကလည်းအဖတို့အာနာပိုင်အဖွဲ့အစည်းဆိုတာကလေသူများနိုင်ငံကိုအတဲအဓမ္မကျူးကျော်သိမ်းပိုက်ပြီးတော့ရယူထားတဲ့သူတွေပါအဖရဲ့
ပြီးတော့လေတမီးတို့ရဲ့ဖျားကြီးစင်းလို့တော်တွေကိုကြည်စံဖြစ်လုပ်နေတဲ့အတူကြီးဖားရဲ့တော်တော်မှရိုင်းနေသူလေအဲ့ဒီမျက်နှာဖုံးစွပ်သူရဲ့ကောင်းလာတာတမီးတို့မြန်မာနိုင်ငံကြီးသူ့ကြုံဘွားကနေလွတ်မြောက်ဖို့အတွက်စူးစမ်းနေတဲ့သူရောက်ဖားရဲ့တမီးကတော့လေအဲ့ဒီမျက်နှာဖုံးစွပ်သူရဲ့ကောင်းအရန်လေးစားတာပဲဖားရဲ့ တိတ်ဆန်းနေပါစားပိတ်ထားတာသမီးဒီဘာမှနားမလည်ပဲနဲ့ဝင်မရှုပ်နဲ့နေငါသမီးဖြစ်နေလို့နော်ဒဇိမ့်နာဆိုရင်တော့ထိတ်တုံးသာမိမှတ်သမီးကိုလို့သွား ငါတော့မနေ့ကိစ္စလုံးဝမကျင်တော့ဘူးကွာဟာဒီကဘာကြီးလဲကွာပြောမယ်ဆိုလည်းပုံပုံနဲ့ပြောတယ်ကွာမင်းကဘယ်သူ့ကိုမကျင်နဲ့ဖြစ်ဟာမင်းကလည်းကွာရှိတာမှတငယ်ချင်းတော့လို့ရှိတယ်မင်းကဘာမကျင်နဲ့ဖြစ်နေလဲကွာသူ့မကျင်တဲ့ရမယ်ကွာငါပြောနေတာတကြူးတာပဲမင်းတို့ပဲစဉ်းစားကြည့်သူဘာသာကြုံမှာကမာပီတာရဲစောပြနေတယ်မျက်နှာပုံးစွပ်သူရဲကောင်းမှာတပုံးနဲ့ခုပဲကြည့်တယ်မျက်နှာပုံးစွပ်သူရဲကောင်းတွေ့ရင်သူ့သတင်းပို့ပါတဲ့ဟာငါတော့ကွာမျက်နှာပုံးစွပ်သူရဲကောင်းတွေ့ငါတက်တာတိတ်ကန်သွားဘယ်တော့မှမပြောဘူး ။အဲ့ဒါမျိုးပါ။မင်းရဲ့စိတ်နဲ့ခံကြည့်။ငါအရင်လေးစားတယ်။ငါတို့မြန်မာလူမျိုးတွေကာကွယ်ဆောင်ရှောက်နေတယ်။မနေ့ကဆိုသူရေကောင်ကြောင်းတန်မှုထားပေးရဆို။မင်းရဲ့စိတ်နဲ့ခံကြည့်ငါအရင်လေးစားတယ်။ ငါလည်းဗုဒ္ဓဘာသာမြန်မာလူမျိုးတယောက်ပဲကိုလူမျိုးကိုကာဝယ်ဆောက်ရှောက်နေတယ်ညနေပုံးသူရဲကောင်ထိပါလိုက်ရင်ရှိမရှိမဲ့အင်အားနဲ့ပြန်ချမယ်ကွာဟေးမင်းတို့တယောက်ပြောနေတာကိုကောင်းတယ်ဒီဒါမှမြန်မာကွာမြန်မာ ဟုတ်ကွာမနေ့ကဆိုသူရေကောင်လေရွာမှာနေတယ်ဆိုတော့သိရင်ရမ်းသိကောင်းမှာပဲကွာ ဟေးငါလည်းမြင်မှုကျင်တယ်ကွာ အေးရဇီလာခတ်တာလား ဟုတ်တယ်ကိုချမ်းအော်ကိုချမ်းရောဘယ်ပြန်လာလဲ ဟိုတကြီးအစေးဝေးကပြန်လာတာငါခတ်ပြီမလေး ရပါတယ်ကိုချမ်းရဲ့ အေးဟာမလုပ်ပါနဲ့တော်ကြနဲ့ကမတန်မဆန်းနဲ့ငါတို့အိုတွေကွဲကုန်ပါဘူး ဟဲ့နင်ကလည်းအဲ့လိုမပြောပါနဲ့လေကိုချမ်းအားမချက်ဘူး မဟုတ်ပါဘူးငါအဲ့လိုသဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူး ဟိုကိုချမ်းခတ်ပြင်မို့လားအဲ့ဒါဆိုအေးမြောက်ခတ်ပြင်ပြီနော် ရပါဗျာ 你考我的下楼里。我来看看。ကဲလိုက်ခဲ့ကြည့်လေလိုက်ခဲ့နော် ရပါတယ်ဟာနေ့မှလည်း6ကမတတ်မဆွေးဘူးဒီလက်ခတ်ထားကြတော့ငါ့ဘာမှပဲပြင်နော် 快，没有。姑妈给带哩。来看看。 ဒီပါလေလိုက်တော့မယ် အေးမြလေးအေးမြလေးကဒီရွာမှာတရွာလုံးမှာအချောဆုံးအလှဆုံးအေးမြလေးအခုလိုပင်မလုံနေတာကိုမခဲမကြည့်ရဘူးဟေးကိုမခဲကိုပြီးတော့တည်ပြီးမယ်နော် မလို့ပါဘူးငါမှခြေလက်တွေအကောင်ညစ်တယ်ပေးစရာမလို့ဘူး အေးမြလေးဘယ်လိုပြောလိုက်တာလဲအေးကိုယ့်ရဲ့စေတနာမေတ္တာတွေကိုအေးမြလေးတန်မိုးမထားရင်နေပါ
ဒါပေမဲ့အေးမြလေးရဲ့နှုတ်ခမ်းချမ်းချမ်းတဲ့စကားလုံးတွေတော့မပြောပါနဲ့အေးမြကိုအေးမြလေးကိုဘလောက်ညံ့နိုးတယ်ဘလောက်တန်မိုးထားတယ်ဆိုတာအေးမြလေးအသိပါဒီမှာမိုက်ခဲနေလိုကောင်မျိုးစဉ်းစားမယ်စားဟောရကိုရီချောင်းမှာငါစဉ်းစားလိုက်မယ်တက်လားဟာဘယ်လိုဖြစ်တာလဲအေးမြလေးရဲ့ဒီလိုမတန်မစွမ်းကောင်အောင်မှာဟာရုံပေါ်ကောင်းလိုက်တာဖိဟဲ့ရေချမ်းမင်းဒီနားမှာရှိနေလို့အေးမင်းဒီနားကထွက်သွားရထွက်သွားလေရတော်သူသွားလိုက်ကွာဟဲ့ဟိုဒီတွေပြောမနေနဲ့သွားဆိုသွားကွာရေချမ်းခဏနေဦးသူတို့သွားခိုင်းလိုက်မြင်သွားကြမလို့မြို့ငါပြောနေတယ်မသွားနဲ့အေးမြဘာလဲဆိုမတော်တော့ဘူးမတော်တော့ဟဲ့မင်းမတော်ဘူးလားသွားမလားအေးမြမတော်နဲ့ဒီမှာပဲနေတယ်ဩမင်းอ่ะမဖက်လိုက်ပြီးတော့မတော်ဘူးဆိုတရားနဲ့တော့သွားလာလိုက်ဝါတော့ဟဲ့ဘယ်မှာစောပါလဲဒီကြောင့်ဝိုင်းထိုးနေပြီလာကြပါဦးရှင်လာကြပါဦးတရားနဲ့လေနော်ဟဲ့လာကြပါဦးရှင်လာကြပါဦးမကဲနင်ထွက်လိုက်တော့နော်ဟဲ့လာကြပါဦးရှင်လာကြပါဦးဟိုပြန်လုံနိုင်တဲ့သူဘာလို့နိုင်ချင်ညာကိုတရားလောက်လာပြောဒီကောင်ငါ့ကိုပြန်ပြောနေလို့ငါဆုံးမပေးနေတယ်သိလားကိုရအိမ်ကဘာနဲ့တိုင်ရောမလဲတိုင်ရတိုင်တယ်လို့တိုင်ရမြို့တမန်နေတယ်ဟောမိုက်ခဲတော့အုပ်စုပေါင်းမိုက်ခွက်ရအမေတာကြောက်တယ်အမေတာကြောက်တယ်မကြောက်ပါနဲ့သားလေးရေအမေသားလေးအခုအမေအိမ်ရောက်နေပြီပဲသူတို့အိမ်ကိုလိုက်လာနေအမေလက်နဲ့တွေ့သွားမှာဗောသားလေးရေတကယ်သားဟိုသားလေးအနာကိုစီးထည့်ရအောင်နော်သားနော်ဟိုသူလိုက်မှာတေချာလာတော့မယ်ဩမလိုက်လာပါဘူးသားရေအမေတရားလုံးရှိပါတယ်သားရေဘာမှမကြောက်နဲ့နော်တကယ်သားနာကိုစီးထည့်အောင်သားလေးဘာဖြစ်လို့လို့ဟာတာဗောကိုကိုတော့ပြန်မလုံးနိုင်ဘူးရေချမ်းလို့ဒီမိုင်းမီနှိမ့်ဆက်နေကြတယ်အဲ့ဒါတော့တော့မတရားဘူးတကယ်ချင်းဟုတ်လားဟုတ်ပါဘူးဒီကောင်အပြောဆိုအနေထိုင်မတက်လို့ဆုံးမပြလိုက်အဲ့ဒါဘာသမီးရချုပ်ကိုတမျိုးထင်နေကိုခကြားဖြစ်ပြီးစကားဇာတိစာကိုမပြောနဲ့နော်ဒီမှာလေငါနေအကုန်နော်အေးလာကြရှင်းနေဘာပြောတာလဲအဲ့လိုပဲနေလာနေအော်နေအဲ့လိုကောင်မျိုးနေကြိုက်တယ်ဟုတ်လားဟဲ့ပါတော်စမ်းကွာမင်းဘာတွေပြောတာဟမ်ဒီလိုကောင်မျိုးငါသမီးကကြိုက်ရလားမင်းနဲ့ကွာရေချမ်းလို့ကောင်မျိုးမင်းသွားပြီးတော့လုပ်ရတယ်ဟဲ့ပါဒီမုန်းလေးသွားဒီမော်တက်သွားနေတော့နေသမီးနေကမုန်းလို့နောက်နေကြတာတော့ဆုံးမသမီးလည်းစိတ်လျှော့ရတယ်နော်နေလိုကောင်မျိုးစဉ်းစားမယ်ဆိုဟောရကိုရီချောင်းမှာစဉ်းစားလိုက်တက်လားဘယ်လိုဖြစ်တာလဲအေးမြဒီလိုမတန်မစွမ်းကောင်အောင်မဟာရ
ယွန်းဖို့ကောင်းလိုက်တာထိတ်အေးသေးဘူးလားဘာတွေနဲ့တွေ့နေလဲချိန်တော်မနေတော့ဘူးညီမလေးအဲ့တော်လေးညီမလေး အိတ်တော့မဲကိုရဲ့ညီမလေးမအိတ်ချင်လေးလို့ပါ အဲ့တော့ညီမလေးဘိုးချုပ်နေမေမတွေ့ရနေဟာမေဘယ်လိုပြရလဲမတွေ့ရကြတယ်ဟဲ့တက်ထိုင်လား မိဘမပြပါဘူးတိုင်းအမေတွေတို့ဘောကမှမရှိရလို့ရှိရင်မိသားလေးအားလုံးနဲ့အစီပြောင်းနေပါသားရဲ့ အမေရတယ်အတိတ်ပြည့်စရိုက်မပြောတတ်မှလည်းအမေမေဘာလို့တည်ရမှာလဲအမေရောက်ကောင်တမပြောက်ပြောက်ကုမယ်အမေရနော်မေတက်တာဒါအခုဆယ်သွားမလဲမနော်နော်မေခိုင်နော် မြင်လာပါသားရဲ့ ဆက်တာမေ ဟုတ်တယ်ဟာကိုကြီးချမ်းဘွားလည်းဒီဘွားနေဘယ်တော့မှကျွတ်လို့ပါလည်းမသိပါဘူးဟာဟဲ့အိမဟိုမှာရေချမ်းဘာဖြစ်လာလဲမသိဘူးကိုကြီးချမ်းရေစီးတုတ်ပြန်လည်းဘာဖြစ်လာလဲ အိမ်မှာအမေကအသက်သက်ဖြစ်နေတယ်ဟိုတွေးလေအရန်အခုဆရာအောင်ခေါ် ဟုတ်လားအဲ့ဆိုကိုကြီးချမ်းနေတော့လိုက်လေဒီနာတို့ကိုကြီးချမ်းရန်ကိုကြီးချမ်းနေပြီးစောင့်လာမယ်လို့ ကျေးဇူးပါဘာလို့မလို့ အလကားပါဟာသူကငါကြောက်ငါပဲစပြောရမလို့ဖြစ် ။နေရတကြီးသမီးမလို့ तू ကကြောက်နေတာလားမသိဘူး ထားလိုက်ပါဟာအဲ့ဒါကြီးငါငေါ့တာဟိုမှာရေချမ်းဘာဖြစ်လာလဲလာရှိဘာဖြစ်လာလဲသူက အိမ်မှာအမေကတက်တက်ဖြစ်နေလို့ဟာဆေးဆရာတော့ပဲ အဲ့ဒါဆိုလို့ရှိရင်ဟိုနှင်းမောင်တို့ကိုရီချမ်းအိမ်သွားလိုက်မယ်နော် ဟုတ်ကဲ့ပါမနေပါကျေးဇူးတင်ပါတယ်သွားမယ်နော် ဟာကြီးကျန်မင်းတော့တူတူကလည်းမင်းဘာဖြစ်လာလို့ ကျွန်တော်မေအိမ်မှာအတက်တက်ဖြစ်နေလို့ပါဆရာရဲ့တွေးလေအရန်အနေဆရာလိုက်ခဲ့ပြပါဆရာနော် အေးပါကွာငါလိုက်ပြပါမလို့ကွာ ဆ
ပြန်လာတော့မှလားတော်လေးနော်ဟုတ်တယ်လေဟုတ်တယ်ဘာတမျိုးလည်းရှိရတယ်အတင်းနော် ဆေးစရာပါလာပြီအမေချမ်းပါကောင်းတော့မမေနော်အမေရောကတတ်တာပါမေဆေးစရာလာပြီအေးပါရန်ငါမဆေးပါပါတော့ပါနော်မမြမေစီလီတောက်လောက်နော်တက်တာပါစီစီလူလုံးအောင်စေးရဟိုချောင်းလုံးနေပြီစေးရတွေးရပါလိမ့်လို့ဒီချမ်းမင်းမီယောဂါကိုငါရှိတဲ့စီးနေပဲထိန်းထားလို့ရမယ်ဗျာမင်းမီယောဂါအကင်းရှင်ပျောက်ချင်တော့ဒီငါလွတ်တဲ့စီကိုသွားရလိမ့်မယ်အန်ဒီကတော့များတယ်ကျန်ရပါတယ်ဆရာကြီးကျွန်တော်ဘယ်နေရာဖြစ်ကျွန်တော်တောင်းပါမယ်ဆရာကြီးဘလောက်အန်ဒီရများပါသေးဆရာကြီးအဓိကကျွန်တော်မိကျမ်းပဲကောင်းဖို့အရေးကြီးပါဆရာကြီးပျောက်ဖို့အရေးကြီးပါပြောပါဆရာကြီးနော်အဲ့တော့အချိနာယုံတော်ရန်ကိုမင်းသွားရလိမ့်မယ်အဲ့တော်ရမ်းမှာပန်းပေါင်းစုံစင်းမြစ်ကိုမင်းရှောင်းရှာလာခဲ့အဲ့စင်းမြစ်ရမှမင်းအမိရဲ့ယောဂတွေကတက်တာလာလိုက်မယ်အဲ့စင်းမြစ်မှာမရလာရင်မင်းအမိရဲ့ယောဂတွေကပျောက်ကင်းမှာမဟုတ်ဘူးအဲ့တော်ရမ်းမှာလည်းအန်ရဲတော်များတယ်မင်းတရူးရနဲ့တွားပေါ့ကွာကြီးချမ်းကျွန်တော်ဒီယောဂပျောက်ဖို့အတွက်ကျွန်တော်အသက်နဲ့ရှင်းပြီးတော့ကျွန်တော်အဲ့တော်တွေကိုရောက်ရောက်တော့ပါမယ်ကျွန်တော်အမိတွေအဲ့စင်းမြစ်ကိုကျွန်တော်မရရအောင်ယူလာခဲ့ပြီးတော့မယ်ဆရာကိုကြီးသွားမယ်ဆိုအစရတတိယရရှိပါနော်ကိုကြီးအပြန်ကိုအင်းမြောက်ဆောက်နေမယ်နော်တော်လေးတတိထားအောင်နော်အားတင်းထားပါတော်လေးရဲ့ရေချမ်းပြင်လာတော့မတော်လေးအနော်တော်လေးနော်ဟုတ်ပါတယ်တော်လေးရဲ့တလို့လည်းရှိတာပဲအတင်းထားတော့တော်လေးအတင်းထားတော့တော်လေးစစ်ကြကြည့်အောင်တော်လေးဘာဖြစ်သွားလဲမသိဘူးရှင်ဒီဘာဖြစ်ရပြီတော်လေးရှင်းချမ်းမြက်လာလေအေးမြတ်ဘယ်လိုပြောပါလဲတော်လေးရဲ့
ချမ်းပြန်လာပြီတို့လေးရဲ့တို့လေးထားကြည့်ပါဦးမေကျွန်တော်ဘယ်လိုဖြစ်လဲဒီချမ်းဟာမင်းအလားကောင်းမှအခါနှောင်းသွားပြီကွာမင်းนี่ဆုံးသွားပြီကျွန်တော်ပဲဆုံးပြီမေဘာဖြစ်လဲဘေးဟာဘေးတော့တယောက်တည်းတိုက်ရခဲ့ပြီပေါ့ဘေးဟာဘေးဘာဖြစ်လို့တားပြလာတယ်ဒီမဆောင်တာလဲဘေးဟာဘေးဘာဖြစ်လို့တားပြလာတယ်ဒီမဆောင်တာလဲဘေးမရှိတော့ဘူးဆိုတော့တားဖွာရဘာတိတ်ပဲမရှိတော့ဘူးလေကိုချမ်းအဲ့လိုတော့မပြောပါနဲ့ကိုချမ်းရဲ့နာမအေးမြရှိနေတာလေတန်ရုံးသိရှိတာကိုကြီးငါတို့တခုတော့ပြောပြရစီရပြောလေကိုကြီးဘာပြောမလဲပြောပါအနေပေါ်မှာအိုးမင်းလေးဟာအခုချက်ပြတန်ရုံးစီဖြစ်ခဲ့တာပါချစ်တယ်ဟာညလည်းကိုကြီးချမ်းနဲ့တူတူပါပဲဝမ်းတိုင်းတိုင်းညရဲ့အရှင်ဝမ်းတော်တော့ဘယ်သွားမလဲနေမောင် ဒီအမေဆုံးတာရှင်းနေပြီလေအားကြောင့်နှင်းမောင်ရောက်ကြောင်းမှာအမေတို့ကုတူကောင်းမှုသွားလုပ်ပြီးလို့ကောင်းပါတယ်နေမောင်ရဲ့မိဘပေါ်တည်တတ်တဲ့နေမောင်တို့ကုညုံမောင်တာရုခေါ်ပါတယ်နေမောင်ရဲ့ရည်ရွယ်ချက်ရီမန်းချက်တွေတွလို့မနောက်ကျနေအောင်ပဲကဲသွားတော့နော်
ဘယ်ခွဲမှဒီလိုမထင်ဘူးကွာမိုက်ခဲကွာဒီပါဒါပဲဒီရောမိုက်ခဲပါတော့အဲ့ဒါမျိုးကြည့်တော့ဒီလိုမျိုးတိုင်ဒါပဲပေါ့ကွာဘာလဲကွာကိုမကြည့်ပါဦးဗျာကိုမကတော့သွားပါပြီဗျာကိုပါပြီကွာကိုပါပြီပြောလေလာအင်းညာကိုတကယ်ရောချစ်လို့အင်းညာကိုတကယ်ချစ်တာလေကိုကထင်တယ်ဘယ်မှမထင်ပါဘူးအင်းညာကိုတကယ်ချစ်လို့လေးလို့ထင်လို့ပါအင်းညာလေကိုအញ្ញမ်းချစ်လေးပေါ့မလိမ့်မအောင်တကယ်အဲ့ဆိုရင်အင်းညာဒီပဲအဲ့ပြောလေမတမ်းမစွမ်းတော့ရောအခုတော့လေတန်စွမ်းနေလိုက်တာကွာတန်စွမ်းနေလိုက်တာအေးမြမင်းကအခုလို့မတမ်းမစွမ်းအလုပ်စုပ်ဂုတ်စုပ်ကောင်းနေမှာရေးတာဖြစ်နေတာဟာလေငါမတမ်းမစွမ်းဖြစ်နေလို့လားဟုတ်လားဒီမှာငါနဲ့ကိုကြီးချမ်းနေရချစ်သူတွေဖြစ်နေကြမင်းတို့လာမနောက်ဆက်ကိုလမ်းကိုသွားဟုတ်ပါတယ်ကိုမကြီးကျွန်တော်လည်းအင်းညာနေတာတရားနဲ့ဒီကနေ့ကချင်းနေချပါလိမ့်ကိုမကြီးတို့ကျွန်တော်တို့မနှောက်ဆက်ပါအချစ်ရစွမ်းအားတွေပါလားဟဲ့ငါဆိုတဲ့ကောင်ကလည်းချစ်ချင်းတူရင်စစ်ခဲယူလိုက်မယ်ကွာဟေးဒီဘဝမှာမင်းနဲ့အိမ်များနဲ့ဘတော့မှချစ်သူတွေမဖြစ်စေရရှစ်ရက်ကနေထွက်ပြီးတော့နောက်အရက်ကိုနေဝင်တော့မင်းကြည့်ကျင်သေးတယ်ဆိုရင်မင်းအေးနိုင်ပြီအဝေးဆုံးအမြန်ဆုံးထွက်သွားလိုက်โอเคမင်းစကားတွေကတောင်းသွားပြီကွာဒီနေရာနေသွားမှာငါမဟုတ်ဘူးမင်းတို့ကောင်းတယ်မင်းတို့ငါမြန်မာလူမျိုးအချင်းချင်းမလို့အယိုးသားဆုံးပြောလိုက်မရမင်းဘဝတစ်ခုလုံးနေဝင်ခြင်းကိုရောက်မသွားခြင်းဘူးဆိုအခုမင်းပြောတဲ့စကားတွေအားလုံးရုပ်သိမ်းပြီးတော့ဒီနေ့ထွက်တယ်ပြောရေချက်မင်းကတော့ငါ့ကိုအမိတ်ပေးတတ်နေပြီလေဟေးမင်းဘဝလူပြင်မှာနေတဲ့တက်တန်းကုန်သွားပြီရေချမ်းဆိုရင်ငါရေချမ်းမဟုတ်ဘူးရေချမ်းခြေလို့ပြန်ကောင်းလာပြီ
မင်းဒီ အခုပုံစံအရင်နဲ့မတူပဲထူးခြားသွားတယ်လို့အင်းရတော့ထင်တယ်အခုမိုက်ခဲနဲ့ရဖြစ်တာကိုကြည့်ပြီးတော့အန်နဲ့အန်အောင်မိတယ်ဝမ်းသာပီတိလည်းဖြစ်နေတယ်အဲ့ဒါအခုချစ်တော့ပြီးဘာဖြစ်လို့ပြန်တောင်းသွားလဲ အင်းရအခုကအင်းမြောင်ဒီကိစ္စကိုရှင်းပြတယ်လို့မဟုတ်ပါဘူးနောက်မှအင်းမြောင်ကိုအေးစစ်ရှင်းပြပါမယ်တောင်းပါလို့ပြော လောကကြီးကဘလို့ဖြစ်သွားမှာလဲစီမလေးစီမတော့တော့တာမင်းစကားကြီးအရေးမရှိဘူးငါလည်းငါနားလည်းအောင်ပြောစမ်း တို့ကျုပ်ဒီကျန်းဆိုတဲ့ကောင်ကတက်လာတက်ဒီကောင်အရင်လိုမှုတော့ဘူးသူ့6တွေပြန်ကောင်းဘိုးတော်ကကျုပ်အမျိုးမျိုးအနိုင်ကျင့်ခဲ့တယ်ကွာအခုကျုပ်ကိုဒဏ်ရာတွေရအောင်လုပ်လိုက်တာပါဒီကောင်ကအဘခေါ်ပြီးတော့ဆုံးပါပြီလား ကိုယ်လောကကြီးမှာဘသူမကူမပြီးမှုကြီးရဲ့တရားဟောတဲ့တရားတွေမှာပါရပြီသူများတောင်းတာကြည့်အောင်လို့ကိုယ့်သားလည်းနှာကျင်ပါပဲအဲ့ဒါတွေ့မတာပဲ ငါအဲ့ဒါတွေဘာမှမနားမလဲငါအသားကိုတစ်ခါတောင်လှုပ်ထားရင်ဒီကောင်ရဲ့အသားကိုအခါ100နောင်လှုပ်အောင်မှကျင်းတယ်အဲ့ဒါငါရဲ့ကိုယ်ရဲ့ပါကျုပ်သားကိုနောင်လှုပ်ထားတဲ့ကောင်ကိုအဖခေါ်ပြီးတော့အပြစ်ပေးမှမသိဘူးအဲ့ဒါပဲပြော ဒီဘောကွာအပြစ်ရှိတာမှန်ရင်တော့ဒီကောင်ကခေါ်ပြီးဆုံးမှာ ဘုန်းတော်ကြီးမြတ်လာတော့ဗုဒ္ဓမြတ်စွာဘုရားတပည့်တော်ကြီးချမ်းသည်အရှင်ဘုရားထံမှာသစ္စာပြုပါသည်တပည့်တော်သည်တပါးသူထံကြုံမခံဘူးတပည့်တော်ကြီးချမ်းသည်မြို့ချစ်စိတ်ဓာတ်ရှင်ပြန်ထက်မှတ်တော်သူတယောက်ဖြစ်ပါသည်တဏှာဘာသာရည်မြေချားတယ်တပည့်တော်အသက်ရှင်နေသည်ထာဝရတိုက်ထုတ်နိုင်သောသူတယောက်ဖြစ်ရပါလို့အရှင်ဘုရားထံမှာသစ္စာဒိဋ္ဌံပြုရပါလို့ဘုရားပြင်မနေလားညီမလေးဝိုင်းလို့ခေါ်တယ် ဟောမပြင်မအောင်ညီမလေးอ่ะညီမလေးသမီးဟုတ်တယ်ထားတော့ချက်ပြီလားညီမလေးရဲ့ ချက်ပါပြီကိုကြီးကိုကြီးကတော့ညီမလုံးအစင်တင်းတယ်နော်ဟုတ်ဒါနဲ့ကိုကြီးကိုကြီးဝမ်းသာပြတယ်ဘာပြောကြလဲ ။အားများလေညီမလေး မလေးဒါဆိုရင်ဒီတိုင်းဆက်တော့ကောင်းပါ့လို့ ဟုတ်တယ်ကိုကြီးရဲ့ကိုကြီးချမ်း6ပြီချက်ချင်းကိုတက်တာသွားတာဘာဖြစ်လို့လဲဆိုတော့ခုချိန်ညီမလေးစဉ်းစားလို့မရဘူးဖြစ်နေ ဒါဆိုညီမလေးကမင်းမကြည့်ဘူး မေးကြည့်တာပေါ့ကိုကြီးဒါမဲ့ तू ကနောက်မှပြောပြမယ်လို့ညီမလေးကိုပြောသွားတယ် ဒါဆိုလဲညီမလေးကဒီပြောတဲ့ချိန်ကိုခဏဆောင်းလိုက်အောင် မကျင်တော့ဘူးကွာမကျင်တော့ဘူးလုံးဝမကျင်တော့ဘူးကွာဒီ
ချမ်းမင်းသမင်းဝအောင်စားထားအောင်ပေါ့ကွာ ကိုမိုက်ရဲ့နောက်ခွဲကနေကျင်းသွားနေတော့ဘာမှတူးလာမှာကိုမိုက်ကရေချမ်းဆိုတဲ့ကောင်ပညာပေးတဲ့အဲ့ဒါတော့ဟုတ်တယ်ဘာမဟုတ်တဲ့နှုတ်ဆိုးကိုးဆိုးကောင်ကိုမိုက်ခဲကိုဒဏ်ရာရအောင်လုပ်နောက်ခွဲကနေပြီးပစိုးပုံကြားတဲ့တမီးဘာမှတူးဟဲ့လှိုင်းနေဘလောက်ကြီးပဲကြီးနေပါလေရေအောက်မှာပဲရှိအေးတောင်နေဘလောက်ပဲမြင့်မြင့်ကွာခြေဘွားအောက်မှာပဲရှိနေအေးရေချမ်းဆိုတဲ့ကောင်ဘာပဲဖြစ်နေပါစေကွာငါရဲ့လက်အောက်မှာပဲရှိရမယ်ဟုတ်ပါရဲ့ဒါနဲ့ထူးတဲ့တခုပြောရေချမ်းဆိုတဲ့ကောင်အရှင်တော့လို့မတန်မဆန်းဘူးတော့အခုဒီကောင်တန်ဆန်းနေတယ်ဒီကောင်တန်ဆွမ်းရုံမကလို့ရောတန်မာနေစမ်းပါလေဟေးတနေ့ကြာရင်ဒီကောင်ကိုမရဏလမ်းရောက်ရောက်ငါပို့ဒီလာမယ်ငါအကျွဲတဲ့ရရနော်အတော်လည်းမလားအရင်လည်းမပဲနင်ဘာလို့မလဲလာမယ်ဒီနေ့မှမရရင်နေအိမ်ငါတင်းရလည်းမလာမယ်ကျမအဆင်မပြေလို့ပါအဆင်ပြေရင်ပေးပါမယ်တောင်းပန်ပါတယ်ခဏဆောင်ပါငါအတက်တွေလည်းကြီးလာပြီလာမယ်အားဒီအရကလာတော့အရန်သဘောကောင်းတယ်ဒီနေ့မှမရလို့ရှင်မန်းသမီးကငါတင်းရလည်းမလာမယ်ဟုတ်ပါနဲ့မေသမီးကိုဖဲပါကျေးဇူးတင်လိုက်တာရှင်ကျမရဲ့တက်နဲ့ဆက်ကိုကောက်ွယ်ပေးတဲ့အတွက်အခုကျေးဇူးတင်ပါတယ်ဒါနဲ့အကိုကညနေဖုံးဆက်သူရဲကောင်းမဟုတ်လားဟုတ်ပါတယ်ကျန်ညီမတက်ကအလည်းမရှိတော့ဘူးဘာမှမစိုးဘူးဘာလဲကိုအိမ်ထဲနေဆိုရင်ကိုတက်ကြည့်မယ်ဘာမှစိုးရင်မရှိတော့နော်မေမသမီးလေးပြန်လာပြီဟုတ်ကဲ့သမီးလေးဝင်းလာလိုက်တာနော်သမီးလေးဘာမှမဖြစ်ပါဘူးနော်မေရီကျိုးကမှတ်နေတာသမီးလည်းမေးလို့ပါပဲသမီးမဲ့လူရန်သားတွေရဲ့အခက်အခဲနဲ့အန်နေတွေသမီးရဲ့ဖက်နဲ့အဆက်ဖခင်ကျေးဇူးရှင်ညနေသုံးဆုပ်သူရဲ့ကောင်ရှိနေပြီမေကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့ဒါမလုပ်ပါနဲ့တော့ရဲ့ကျွန်တော်မကြောက်ပါနဲ့တော့ကျွန်တော်တွေတတိပါတယ်တော့ကြောက်ရင်ကျွန်တော်မေးကြောက်တယ်ဒါလေးထားလိုက်ပါယူပြခြင်းနဲ့မောင်လေးယူပြခြင်းနဲ့ကွယ်ယူထားလိုက်ပါတော့ရေရော့အတော်မိသားစုဒီမှာအေးချမ်းလောက်ကန်ထားတော့ရပါပြီဒီငွေတွေဟာကျွန်တော်တို့မရှိစင်းသားတွေရှိရနေပြီနယ်ချက်မိစ္ဆာကောင်တွေကမတရားကျူးကျော်သိမ့်ပိုက်ဂုတ်သွေးဆုပ်အမျက်ကြီးထုတ်ပြီးယူထားတဲ့ငွေတွေပါအဲကြောင့်ကျွန်တော်ဒီငွေတွေကိုကျွန်တော်အတော့ပြန်ပေးတာပါတို့ရဲ့ငွေတွေပါအေးကွယ်ကျွန်တော်လှုပ်ရှားရရှိတယ်လို့ကျွန်တော်ခွင့်ပြုပါပြပါလေဘယ်မင်းတော့ဒီဒီချက်ပဲရှာဘူးလို့ရန်တော့လို့သူရကောင်းတာဘာရိတ်တတာလို့တားသွားပြီကျွန်တော်ငွေတွေပါယူသွားပါဗရိတ်လေးကြီးဘေးတဲ့ချက်လောက်ကမြန်မာနိုင်ငံနဲ့နိုင်ငံသားဒီကောင်ကစိုးစားဆုံးဖြစ်နေပါတယ်ဗရိတ်လေးကြီးvery good အဲ့ဆိုင်ပြီတမ်းကြကြရင်တော့အခုချိန်ကြီးအောင်းနဲ့ထုတ်လာတာဘာမှလည်းမကြည့်ရသေးဘူးအခုလေကျုပ်လေးတက်သားလေးလည်းသေကုန်ပြီတီတီရဲ့ငွေတွေလည်းပါသွားတယ်ကဲအဲ့ဆိုင်ပြီ
ဒီမျက်နှာဖုံးစွပ်သူရဲကောင်းကိုဒီတိုင်းခိုင်းနေလို့တော့သိမှာမဟုတ်ဒီကောင်သွားလာလှုပ်ရှားနေတဲ့နေရာကိုခင်ဗျာအတိုင်းချပြီးတော့ပုံနဲ့အမျိုးမျိုးနဲ့ဖမ်းလိုက်လားကြောက်ဒီနေ့ဒီနေ့ကြောက်တော့အဲ့လိုရှိစစ်ပေါင်းပြီးအဲ့ဆိုင်ခင်ဗျာလုံးချရှိတဲ့လုပ်ကိုဆက်လုပ်ပြတ်ဆောင်အဲ့ငါတော့ဒီတော့ပါရာဇဝမင်းတို့လာမယ်ဆိုလို့ကျွန်တော်တို့ကြိုးနေတာပါခုမှပဲလာတော့တယ်ဟိုအကြောင်းလို့ကိစ္စတော့ရှိလို့လာရာဇဝရှိတယ်တဲ့ကြီးပလေမင်းကခုဆိုတော်တော်ကြီးဒေါသထွက်တယ်လည်းမို့ဆိုသူရဲကောင်းဆိုတဲ့ကောင်ချက်ဒီကြောင်ညိုရွာကျွေးသိနေအပြင်ပလေသားနှုတ်ကိုတတ်တယ်ချက်ဒီကစစ်ရုံးလာရောက်တရင်ပေးမှုကြီးอ่ะထောင်းထောင်းချုပ်ပါတယ်တကြီးတို့ရောကျုပ်လွတ်လိုက်တယ်ဒီရမှာကျုပ်စခန်းချပလေမင်းပြောရတဲ့အတိုင်းလည်းမို့ဆိုသူရဲကောင်းဖမ်းဖို့ကျုပ်လာခဲ့တာကောင်းပါတယ်ရာဇဝမင်းကောင်းပါတယ်ဟိုကျုပ်ကလည်းလေရွာသူရွာသားတွေအားလုံးကိုမှားထားပြီးသားဗျဒီမျက်နှာဖုံးစွပ်သူရဲကောင်းတရင်ရတာနဲ့အမြန်ဆုံးတရင်ပေးပါဆိုမှားထားတာကျုပ်တို့နေမွေအင်ပါယာကြီးတွေ့ကောင်းသောတာဝန်တွေထမ်းဆောင်တယ်ကြီးပါအကြီးကိုယာတူးတွေတိုးဖို့အတွက်ကျုပ်ထက်ကိုတူလိုက်ပါကျေးဇူးတင်ပါတယ်ရာဇဝမင်းကျေးဇူးတင်ပါတယ်ဒါရအကြီးသူလေးကဒါကကျုပ်သမီးနဲ့တားပါတားရရာဇဝမင်းတဲဖို့နေရာကြီးကြည့်ပြီးတော့စီစဉ်ပေးလိုက်နော်ဟုတ်ကဲ့ဒီရတာကိုရမှာကိုဒေတာမှာကိုလို့ကိုလို့ပြကိုဒီမျိုးကိုစားနေတာလေသူတို့ကဘာသာမနှောက်ရှက်နေလဲဒါတော့ဒါပါကိုရဒါပေမဲ့မိုက်ခဲတို့ခွဲကစစ်ပလိတ်တွေနဲ့ပေါင်းပြီးတော့အကိုကိုဒုက္ခပေးမှာတော့အမှန်ပဲကိုအင်းမြရေအကိုကအင်းမြအတွက်စိတ်ပူပါမှာမိုက်ခဲဆိုတဲ့ကောင်ကအင်းမြကိုကြိုက်နေတာလေဒီကောင်ကအင်းတွေနဲ့ပေါင်းပြီးတော့ဟိုဒီကအင်းမြကိုအပိုင်သိမ်းမောင်ကိုကစိုးရိမ်နေတာအဲ့တော့အကိုစိတ်ချပါအင်းမြအတွက်ဘာမှမပူနဲ့အင်းမြအသက်တာအသေးခံသွားမယ်ကိုဒီကနေ့ကိုအင်းမြကိုရှင်းချင်ပါတယ်အင်းမြလည်းကိုယ်လည်းစိတ်ချပါနော်အင်းမြဒီနေ့ဆိုတော့ကိုယ်လူဆိုင်ရှိတယ်အဲ့ဒါအင်းမြရာဇဝမင်းသုံးဆောင်ဟိုဒါလေးရတော့လေ
ဟိုကျွတ်တို့ရွာအရက်အကောင်းဆုံးအရက်ပါဟိုကျွတ်တို့ရွာမှာတော့လေထွေးညိုလို့ခေါ်တယ်ဗျာမိုက်ကဲဒါထွေးညိုတယ်တိတ်ကောင်းတယ်ဟုတ်ပါတယ်ရာဆုံးမိုက်ကဲမင်းကလည်းကိုပြောကြတယ်ရှင်ပြောပါရာဆုံးပြောပါမင်းတို့ရွာကိုရောက်တော့ရောက်ခံပြောစရာကောင်းတဲ့ပေါ်ပါလေးငါပိုင်ဆိုင်နေတယ်ဘာများလဲရာဆုံးမင်းဟာဟိုကျွန်တော်တို့ကလေတောသားတွေဆိုတော့စားလည်းမတက်ဘူးဗျာဟိုရာဆုံးမင်းဟိုပြောကြရှင်လေပုံမလင်းနေတာပြောပါအဲ့ဒါမှကျုပ်တို့ကသိပါဗျာဒါဆိုတော့မိုက်ကဲမင်းကပိုးနေပြောမှာမင်းတို့ရွာအချောဆုံးအလှဆုံးရွာသူတွေတယောက်တည်းတူတူနေချင်းမင်းကစီတယ်ရပါတယ်ရာဆုံးမင်းရပါတယ်ရာဆုံးမင်းအတွက်ဆိုရင်လေဟိုမိုးပေါ်လက်သမီးကိုတော့လိုချင်တယ်ဆိုတော့မှကျုပ်ကမရရအောင်ယူပေးမှာပါကျုပ်တို့ရွာလေအချောဆုံးအလှဆုံးအဲ့ဒီကောင်မလေးကိုလေရာဆုံးမင်းရှိကိုမရရအောင်ကျွန်တော်ခေါ်လာပေးပါမယ်ရာဆုံးမင်းဟုတ်တယ်ဗျာသုံးဆောင်ပါကြလို့သုံးဆောင်ပါ要接就接，不够。ဟုတ်တယ်အင်းမြရဲ့ဟိုငါတို့ဒီနေ့ပဲချစ်လို့ဖြစ်သွားကြတာလေဒါမှသူကဝိလက်ကြောင်နဲ့လှုပ်ချင်နေသေးတာလူမောနေကွာကျွန်တော်ဝမ်းသာပါတယ်ဗျာဒါနဲ့ကိုရင်ကျန်းကျုပ်ပြောကြရှိတယ်ကိုရင်ကျန်းချစ်တော့ဘာလို့ပြန်လာလဲ
လို့ရှိတယ်ကျွန်တော်အမေနေမကောင်းတော့ကျွန်တော်အမေပြောကျွန်တော်စီးလို့ပြောတာတော့ထဲမှာစီးသွားခုအမေဇောကြောင့်လားမသိပါဘူးဗျအဲ့တော်ရတော့ချောပြန်ကောင်းသွားတာဗျအဲ့ဒါမိုးနဲ့တကြားရဲ့ကောင်းမှုကြောင့်ကိုယ်ကျကျွန်တော်အခုလိုပြန်ကောင်းလာတာပေါ့ကိုယ်ကျရတယ်ဒီကတော့ကောင်းကောင်းနေတာတယောက်ကကိုယ်ကျရတယ်ကျိုးတို့ရွာတဲ့ဟိုမျိုးရုပ်ကောင်တွေရောက်နေတယ်ဒီမောင်းလေးကွာသူ့သူရောက်တာဘာလို့ရမှာလဲမရမင်းတို့ငါတို့ဒုက္ခရလို့ရှိရင်ငါတို့ညီမလူမျိုးတွေဒီမောဆိုတဲ့ကောင်ရှိတာဘာပုံစံဒါတော့ထားတော့ကိုယ်ကျရတယ်ဒီမောင်ကိုကိုမိုက်ခဲကကိုယ်ကျကိုကျင်းနေတာမှမဟုတ်တာဟုတ်တယ်ကိုနှင်းမုံပြောတာမှန်တယ်မိုက်ခဲကိုဖွေကအင်းညာနဲ့ပတ်သက်ပြီးတော့အကိုပေါ်ညှို့တည်ထားရတယ်အကိုတခုဖြစ်မှာတော့အင်းညာစိုးရင်နေတဲ့ကိုကဲပါလိမ့်ဘာမှစိုးရင်သူလည်းမြန်မာတွေကမြန်မာလူကြီးတယောက်ပဲရှင်းပြန်နေသူနားလည်းမဟုတ်ထားလိုက်ပါတော့ဗျာအားရမင်းတို့နဲ့ကိုညီမောင်တို့ကလည်းဒီဒီစားရဖြစ်နေပါပြီဆိုတော့ဒီစပေါ်နေကြမှာဆက်လာတော့ကြစီနော်မင်းတို့ငါတို့လာတာမမြင်ဘူးလားအားရကျမောင်းသွားတယ်မင်းတို့လာကတွဲမြဲမြဲအဲ့ဒါငါဘာလုပ်ရမှာလဲမင်းမြင်တယ်တွေ့တယ်ဆိုရင်ခဲပေးလေကွာငါတို့ကတာဝန်နဲ့ဝတရားအရာရက်ရွာအေးချမ်းသာရတယ်ဆောင်ရွက်နေတာကွာပျော်ဝဲသားထွက်နေတာမဟုတ်ဘူးမင်းတို့ပျော်ဝဲသားထွက်လာတယ်ဆိုတာလေငါဘူးမှမပြောဘူးမင်းကအာနာအာကိုပစံရွေးကွာမင်းပြောတာတွေနဲ့ရှစ်သွားနောက်လိုက်တခုမှမကြည့်ဘူးမင်းအပိုတွေလာမပြောနဲ့ရဟေးလောကကြီးမှာအသွားမတော်ရင်တက်လန်းနဲ့အစားမတော်ရင်တက်လုံးတဲ့ဟေးမင်းဖြုတ်အုံနောက်လောက်လင်းနေရအောင်စကကြီးလာမပြောနဲ့ရအောင်တီရွာမှာပါတယ်သိလားငါဖေးရအာမဘယ်ပြေးရအာနာရှိတယ်ကွာအာနာကိုပါဝါလောက်နေတယ်သူကတော့အုပ်ချုပ်နေမင်းတို့ကောင်းလို့ဟဲ့အောင်ငါလောကစိတ်ဝင်စားဟဲ့အောင်စိတ်မဝင်စားတော့လေစိတ်ဝင်စားအောင်လုပ်ပေးရတော့ကွာဟဲ့လေအဲ့ကောင်နဲ့ကောင်ကခေါ်လာကြတယ်ကွာ
ငါရှာခိုင်းတာဘာလို့ငါရှိလို့မကောင်းဘူးလားမတော်တယ်ဒါဆိုမင်းတို့ငါကောင်တကုံကောင်တွေမဟုတ်တာရဲ့ ဟဲ့အောင်ငါလာလို့မင်းတို့လူမျိုးသားတွေရဲ့အသိဉာဏ်ဒါပဲလားကွာညောပြောတော့ဘူးမသိဘာမသိနဲ့ယုံကြည်နေတဲ့ကောင်ဟုတ်တယ်ငါတို့လိုတော်လူတောင်သားတွေအပြင်းပြင်းပြစ်ရှာပြီးဒုက္ခပေးနေတာကွာအာနာစက်တို့လွန်းလွန်းလို့ခုပြတော့တော့ထုတော့ကွာပေသေးတဲ့နေ့ခံဖို့သာပြင်တာမင်းတို့စကားတွေရက်တက်နေအဲ့စကားတွေရောငါကြိုက်ချိုးတာအဲ့ဒါတော့လည်းဆက်လို့အဲ့ကောင်ခေါ်လာတယ်အေးဗျနေကောင်းတယ်နော် နင်တို့ငါ channel ကိုဘာလာလောက်တာအခုချက်ချင်းထွက်သွားတာ ငါသွားမှာဒါပေမဲ့မင်းတို့သတင်းလေးတစ်ခုပြောကြရှိတယ် ဒီမှာငါ့ကိုဘာသတင်းမှလာမပြောနဲ့ငါမကြားချင် နားမထောင်လို့မရဘူးအေးညာမင်းနားကိုထောင်ရမယ်ဘာဖြစ်လို့လဲမသိဘူးနင့်အကိုမထွန်းဟာငါတို့ရွာကိုရောက်နေတဲ့ဒီချက်တက်သားတွေတော်လန်ပုံကန်တဲ့အတွက်ကြောင့်ရှားစိုးနင့်အကိုအခုဖမ်းထားတယ်အေးငါတို့နိုင်ငံကိုအခုသိမ့်ပိုက်ထားတာဒီချက်အေးသူ့ရဲ့တက်သားတွေကိုခြုံကိုတိုက်ခိုက်တဲ့လူမှန်တယ်အေးဘာတခုကြည့်လားနင့်ကိုမနေ့ဖိုင်ကြရင်မြို့ကတ်ကိုပို့ကြတယ်မြို့ကတ်ကိုရောက်ရင်တော့နင့်ကိုကျိုးတင်တင်มาတော့တင်းတယ်ငါတော့တခုစဉ်းစားမိတယ်အင်းညာနင်းလေရာဇုံမင်းရှိကိုတွားပြီးတော့တောင်းမှလိုက်မယ်ဆိုရင်တော့နင့်ကိုလွတ်မလားမသိဘူးဒီမှာစီးရတယ်လောကကြီးမှာကိုကြီးတော့အဖရအေးမြပြည့်ကြီးမှာနင်တို့မှာမောင်နှမနှစ်ယောက်လည်းရှိတယ်နေစဉ်းစားမိရတယ်ဟုတ်တယ်ဟာဒီကနင့်ကိုလည်းမခွဲရဘူးမလားဒါဆိုမင်းတွတ်ထွက်လိုက်ပါအေးမြဒါဟုတ်လားနားမှာပါကွာဗျာသူ့ကိုချစ်တယ်ဆိုရင်ကျင်းနေလာမှာဟုတ်တယ်ကိုမခဲရလာမယ်လို့အခုချိန်နေလည်းမလာဘူးကိုမခဲဟိုမှာအေးမြလာတယ်မင်းတို့ကမပြောဘူးလားလာပါဆိုရင်ပြောထားတယ်ဒါကလည်းမင်းကိုပြောလိုက်တော့ပိုကောင်းတာဒါဆိုရင်မင်းစဆူနေတာ
မှတ်လာနေတယ်ကွာမလေးဒီမလာပါနဲ့ညီမလေးလားဒီကောင်လေးကရောက်ပါရောက်ပါညီမလေးညီမလေးထွက်သွားပါညီမလေးဟာနင်းကိုပြောတယ်ပဲနင်ပြန်มาတော့ဟာဒီကောင်လေးကငါတို့နှစ်ယောက်အပြစ်မရှိအပြစ်ရှာပြီနင်တို့ဒီခေါ်နေတာဟာပြီးရင်တို့ကရောက်မှကြမှာညီမလေးကိုတောင်းပါပါညီမလေးတော့ပါညီမလေးဟာမလေးမလာပါနဲ့ဘယ်ရင်းကြီးကပြန်มาတော့ဟာငါတောင်းပါပါလားညီမလေးပြန်มาတော့ဒီငရေတော့ညီမလေးပြန်มาတော့ညီမလေးကိုတောင်းပါပါညီမလေးဖျက်မိုက်ခဲ့မင်းဟာဒီလုံးမှာခွေးတော့တန်ဖိုးမရှိတဲ့ကောင်ဒီလိုလောက်ကောင်းမျိုးနဲ့ရှိနေလို့ငါတို့တော့မျိုးကောင်းသားသမီးတွေဒုက္ခရောက်နေတာကွာအဲ့ဒါယူပါမတော်မင်းဒီဘွားနဲ့လွတ်ဖို့ကိုရှာစင်းမရှိမင်းတောင်းလာမှာမင်းကြောက်မယ်ဆိုတာသိတယ်ဟေးဟောပါဘူးသိမကြဘူးအပြင်အနေကို အခုပြန်လာမပြန်ဘူးကိုညမောင်နဲ့ကိုပဲကိုချင်တယ်လို့နေမနေပြန်တော့ကပြောနေတော့ပြောနေတယ်ကြားတယ်ပြန်ပြောနေတော့ပြန်ပြောနေတော့ပြန်ပြော
လေး မလေးခဏကိုမတရှိနေဘူး ညီမလေးကိုကြီးရွာကိုမရောက်ခေါ်ပါကိုကြီးစင်းစရာလည်းမရောက်ကူမှညီမလေး ဟုတ်ပါရဲ့အင်းညာရဲ့ဘာမှမဖြစ်ဘူးသိလားအတင်းထားတော့တငယ်ချင်း မတရှိဘူးညီမလေးအားကြောင့်အဲ့လိုလုပ်တာကိုရဲ့ ဒီနေ့တည်ကြနေရရှာနေတယ်များပါတော့ကိုင်းရောက်တာကိုရိုမြန်မာပြည်သူ့ကျင်ဘဝလွတ်မြောက်ဖို့အတွက်ကိုချိုးစုံကိုတမျိုးသားလို့အတွက်ကိုကောက်ပဲဆောက်ရှောက်ပြီးခဲ့တာပါလူတွေအားလုံးတင်ထားကြတယ်ဒီနေ့ဖို့ဆိုလူစမ်းကောင်းဆိုတာတခြားမဟုတ်ဘူးညာရဲ့ကိုပါပဲညီမလေးကောက်ထားခဲ့ပြီညီမလေးကိုကြီးကြောင်ထားခဲ့ပြီလားညီမလေးမရှိကိုကြီးဘယ်လိုနဲ့နေရပါလဲညီမလေးကိုကြီးကိုချစ်တယ်ဆိုညီမလေးစီချမ်းမင်းကဘယ်လိုဖြစ်ပြီးတော့နည်းနည်းဖို့ဆိုသူရောဖြစ်သွားတာလေဆုံးခင်တော့ဆေးဆရာကြီးကတော်ထဲမှာဆေးမြစ်သွားရှာပါဆိုကျွန်တော်မြင်တော့သူဆေးမြစ်သွားရှာ
လည်းကျွန်တော်အထောက်အကူကျွန်တော်တွေ့တယ်အဲ့ဒီတည်းမှာဒီလိုကိုဒီဝစ်စားအဲ့ဒီအားလုံးချာကျွန်တော်ပြန်ကောင်းသွားတယ်ကျွန်တော်6ရက်ပြန်ကောင်းသွားတယ်ဆိုပြီးမယ်စိတ်ကြီးရခဲ့ကျွန်တော်အမေစိတ်ကြီးသွားခဲ့ကျွန်တော်လည်းပါဆက်လို့မှမသိတာလေဒီနေ့နဲ့ဖုန်းနဲ့ဒီဝက်ဆုံးဟာငါအတွေ့အမေဆုံးသွားပြီဆိုကျွန်တော်တို့မြန်မာပြည်သူ့ကြုံလို့ရှောက်ပြီးကျွန်တော်စမ်းမြတ်ကြည့်ကောင်းပါလေကိုကျန်းကိုကျန်းရွေချက်တွေရှင်းမှချက်တွေကျွန်တော်လေးစားပါတယ်ဒီကျန်းမင်းက80ပြပါလေ ဆက်လို့ပါကျွန်တော်ဘုရားမှာကျွန်တော်လည်းမရှိကျွန်တော်တိတ်ချရတယ်ဒီပြန်မရှိတော့ကျွန်တော်မှလှုပ်ဆက်တစ်ခုလို့ရှိကျွန်တော်တို့မြန်မာပြည်ကြီးအင်္ဂလိပ်မျက်နှာဖြူကောင်းနောက်ထပ်ရောက်မလာဘူးကျွန်တော်ဟဲ့ဝင်ကြမင်းကိုဘာလို့ကိုနိုင်တက်ဖွဲ့တယ်မှာကိုနိုင်တက်တာဖြစ်တော့တောင်းဝင်ပြီးတော့ကွာအားလည်းပါမလားရေးချက်နှင်းမလို့ကိုကျန်းတို့ရဲ့တော်လန်လေးဆိုတဲ့ခေါင်းစဉ်အားတော်လန်ရေးသမားရဲ့စားဖို့တောင်းဖို့နှင်းမလို့ချက်ပြုတ်တောင်းထားဆောင်ပြစီနော်အားလုံးစီစီလုံးလုံးကိုတိုင်းကြီးကိုဒီမျိုးကျွန်တော်တို့မြန်မာပြည်သူ့ကျင့်တော်ရောက်ဖို့အတွက်ညတော့အားလုံးကိုချွေးဆောင်ကျွန်တော်